မင်္ဂလာပါရှင် Lunara Heaven ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့ဆရာမကြီးခင်နှင်းယူရေးသားထားတဲ့ဝတ္ထုတော်တစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်အတူလိုက်ပါပြီးခန်းစားနားဆင်ပေးကြပါအောင်ရှင်မမြစိန်ကွယ်လွန်အနိစ္စရောက်ရခြင်းမှာကျွန်တော်ပယောဂမကင်းပင်ကွယ်လွန်စားကကိုချစ်မြတ်နိုးတဲ့ဇနီးတယောက်နဲ့ကိုကွင်းရခြင်းဒုက္ခတစ်ခုသာဖြစ်ခဲ့တယ်။သို့တော့သူ့ရဲ့ရိုးရိုးသားသားရေးသားထားခဲ့တဲ့စာရန်ရှည်ကိုဖတ်ရချိန်မှာတော့ကျွန်တော်စိတ်များလဲဘယ်တော့အခါမှမတည်ငြိမ်ခဲ့တော့ကြီး။မသေးခင်ကပြစ်ထား၍တေးပြီးမှလွမ်းဆွတ်တတငိုခြင်းနဲ့နောက်တာတရားများနဲ့ပြောင်းလာတဲ့ပူပန်ခြင်းမျိုးလဲမဟုတ်ပါ။သို့တော့ကာလကြာလေးလေးကျွန်တော်ပြန်လဲစမ်းစစ်ကြည့်တဲ့အခါကျွန်တော်ကအများသဘောကိုချောချောကြီးကြအောင်ရေးသားနိုင်တဲ့နာမည်ကျော်မောင်ဆန္ဒဆိုတဲ့စာရေးဆရာတယောက်ဖြစ်ပါလျက်နဲ့ပြဿနာတစ်ခုကမိမနှောက်ရဲ့စိတ်ကိုပြေလဲရှင်းလင်းအောင်ပြောပြဆွေးနွေးနိုင်တဲ့ဒုတိယမဟုတ်ကြောင်းကိုသိလာလေတော့တယ်ထို့ကြောင့်ကျွန်တော်ချစ်စနီးကခွဲတင်ခွဲထိုက်သောအချိန်ထက်စော၍ကျွန်တော်ကိုခွဲခွာသွားခြင်းဖြစ်ပေတော့တယ်။မမြစိန်ကကျွန်တော်ရဲ့တဦးတည်းသောလက်ထက်မယားဖြစ်ခဲ့တော်လေ။ကျွန်တော်ရဲ့ချစ်ဦးသူမဟုတ်ခင်။ကျွန်တော်ရဲ့ချစ်ဦးသူကမနေအေးဖြစ်သည်ကိုလည်းမမြစိန်လက်မထက်မီကလေးကတီးခဲ့လေတယ်။မနေအေးကစာတက်တဲ့ပတ်စံရှိတယ်။ဒီဂရီမှာ BA BD ဘွဲကိုလည်းယူထားလေတယ်။ BL ကိုလည်းအောင်ပြီလေပြီ။ကြောင်းနေစဉ်မြစ်တာမျှခဲ့သူမို့မနေအကြောင်းကိုကျွန်တော်အားလုံးပဲသိရှိပြီးဖြစ်တယ်။ကျွန်တော်အမိကကလောင်နာမည်ကသာမောင်ဆန္ဒဖြစ်ပေမယ့်နာမည်ရင်းကတော့မိုးဟိန်ဖြစ်တယ်။မနေကကျွန်တော်ကိုမိုးဆိုပြီးတလုံးနဲ့ခေါ်တယ်။သူ BABD အောင်စားကသူ့ဖေဖေနဲ့မိမိမရှေ့စဉ်နောက်စဉ်ကွယ်လွန်ခဲ့လေတယ်။အတော်သားချင်းဆွေမျိုးများနဲ့လဲသူမနေသူ့အိမ်မှာပဲငငယ်ကသူ့ကိုထိန်းလာတဲ့ဒေါ်ရှင်နဲ့ပဲအတူနေကြပြီတဲ့။မို့ယူဘာစားခြင်းနဲ့ဆိုတာပြောနော်ဒေါ်ရှင်အားလုံးချက်တတ်တယ်ကွယ်။တခါကျွန်တော်သူ့အိမ်ထမင်းသွားဆိုင်သူကကျွန်တော်အပါမထမင်းစားရင်ပြောတယ်။မို့ကျမနဲ့အတူတူထမင်းလာစားတဲ့အခါစိတ်ပျော်တာပေါ့လေအရင်ကတော့ဒီထမင်းဝိုင်းမှာတားမိသားဖ3ယောက်ဒေါ်ရှင်နဲ့ဆိုတော့ဘောင်4ယောက်ပေါ့အခုတော့ဒေါ်ရှင်ကျမရဲ့2ယောက်ထဲရဲ့မိုးလာတဲ့အခါထမင်းဝိုင်းဟာဆိုးသွားတာပေါ့သူကပြုံရွှင်အေးချမ်းနဲ့ပဲဧကန်လေတယ်သူ့မျက်နှာကရှင်နေမနေကသူ့စိတ်ထဲမှာခံစားရသမျှကိုမျက်နှာမှာထင်းကနေပေါ်လွင်လွယ်တဲ့သူမျိုးဖြစ်လေတယ်။တောက်ပါတဲ့သူ့မျက်လုံးကြဲဝင်းမှာသူ့နှလုံးသားကိုထိုးဖောက်မြင်နိုင်လောက်အောင်ကြည်လင်းနေတယ်လို့ကျွန်တော်ထင်မိတယ်။အသားဖြူပြီးသေးနွဲနဲ့ပေါင်တန်သွဲတော့ကြောင့်သူကြိုက်တယ်။အယောင်ရင်ဖြောင်းလုံးကြီးတွေကိုဝတ်တဲ့အခါမှာတော့မနှီအေးကထိုင်းနေစဉ်ထက်လမ်းလျှောက်သွားတဲ့အခါမှာပို၍လှလေတယ်။ဒေါ်ရှိမနေ့ပြန်ကြရင်တော့ကျမငရက်ဦးစားခြင်းနဲ့စားရပါတယ်။ကြည့်မြင်နိုင်စေသွားဝဲပြီးတော့မယမ်းသီးတောင်တမချင်းတို့မယ်။အေးဟုတ်ပြီ။မို့မနေ့ပြန်လေလာစားအောင်ဒေါ်ရှင်ဟစ်ဆက်ပုံကကောင်းနေ။သူကလက်ဆေးပြီးကျွန်တော်အပါမထားရင်ပြောလိုက်လေတယ်။မို့စန်ဒီယာတီးတာနားထောင်မလားခြံထဲပဲရှောက်ကြမလားခြံနဲ့ရှောက်ရအောင်ကွယ်ခြံထဲမှာပန်းပင်များပွင့်နေကြတယ်ကိုတို့လက်ထက်ရအောင်လားမနှေးဆိုပြီးကျွန်တော်ကစကားဆိုလိုက်ဖြည်းပေါ်မိုးရင်စောစီစီငရုတ်တီးကြက်သွန်တွေအကြောင်းမစင်စားပြရစီနေဦးကွယ်ဆိုပြီးသူကပြောလေတယ်တော့သူကျွန်တော်ကိုချစ်တယ်ဆိုတာကိုတော့ကျွန်တော်သိတယ်အဖေကြောင့်ဆိုတော့
မေမေပေးစားတဲ့မမြစိန်ကိုယူမယ်ဆိုပြီးသူ့ကိုဖွင့်ဟပြောစဉ်ကရွှင်ပဝင်းလက်တဲ့သူ့ရဲ့မျက်လုံးထဲမှာမျက်ရည်များနဲ့ပြေဝန်း၍သွားလေတယ်။ထိုနေ့မှာလှပတဲ့ညဖြစ်ပြီးပန်းရောင်စုံလေးများရဲ့ပေါ်မှာဝါဖြော့တဲ့နေအောင်ကြီးတို့နားနေတဲ့အချိန်ဖြစ်တယ်။သူနဲ့ကျွန်တော်လည်းခြေပြစ်လက်ပြစ်မျက်ခင်းပေါ်မှာနာနေစကားကိုပြောနေကြခြင်းဖြစ်ပြီးတယ်။သူကလက်ထက်ရေးကိုရောမမြစိန်အကြောင်းကိုရောဘာမှမပြောသူပြောချင်တာကိုသာပြောနေတယ်လို့ကျွန်တော်ထင်ပြီးတယ်။ဟိုတစ်ဘက်ကပဲဒေးလီတွေပွင့်လာတယ်မိုးရဲ့စာအုပ်ပေါက်လာရင်ကျမစိုက်တဲ့ပန်းပွင့်တွေပွင့်လာတော့မှာပဲလို့တိတ်ဝမ်းသာတာပဲသူတို့ကိုပဲကြိုရတော့မလို့လို့ခုသူတို့ပွင့်လာတော့လဲနေရအောက်မှာတိတ်လှတာပဲနော်ညလာသားရင်သူတို့အနာလျှောက်ရတာတေးပြောစရာကောင်းနေစောင်းကုံလို့ຫນွေဘက်နီးလာလေလေသူတို့ပန်းတွေကြားကြတော့မယ်ဆိုတဲ့အသည့်ကကျမကိုတိတ်ဒုက္ခပေးတာပဲຫນွေပေါက်ရင်သူတို့အားလုံးမရှိကြတော့ဘူးဆိုတာကျမသိတယ်ကြောင်းလဲပိတ်ရောမို့လားအဲ့ဒီအချိန်ကြီးမှာကျမတယောက်တည်းအထီးကျန်နေရခဲ့မှာကိုကျမတိတ်ကြောက်တာပဲဒါပေမဲ့လေအဲ့ဒါလို့ຫນွေရာသီတွေကျမတယောက်တည်းတွေ့လာခဲ့တာနှစ်တွေကြားလာတော့လေကြောက်နေပဲနေတတ်လာတာမို့ရဲ့သူကဒါပဲပြောတယ်သူတလို့ပြောတဲ့ဟန်ကိုကျွန်တော်နားထောင်ရအချိန်မှာတော့စာရေးဆရာပြီးပြီးအလွန်ကြည်နေတယ်မမြစိန်ကိုလက်ထပ်ပြီးတော့လေပင်ပန်းရွမ်းနေလာရင်သူ့ထံကိုကျွန်တော်ရောက်ခဲ့တယ်သူပြောတယ်အဲ့ဒါလို့အထီးကျန်ဘဝပန်းကိုချစ်ပြီးနွေရာသီကိုကြောက်တဲ့အကြောင်းများကိုနားထောင်ရသည်မှာစိတ်တက်တောင့်တက်တာရှိလာပါတယ်တခါတည်းသူတီးတဲ့သမျှစံတရားတီးပြတဲ့အခါမှာကျွန်တော်လဲသူ့ဘေးမှာတချင်းကိုစိတ်ပါလက်ပါလိုက်ဆိုတဲ့တင်ခင်ရဲ့နေတိုင်းများဖြင့်ခင်မျက်နာကိုကွယ်မောင်ထင်တရေးရေးနဲ့မြင်ရောင်မိသေးတယ်ခင်မောင်ရင်ဆိုရင်ဒီတချင်းကိုစိုးလိုက်တဲ့အခါတိုင်းသူကတွက်လက်စွာတီးခတ်ရင်သူ့နှကန်းလေးများကအားရစွာပြုံး၍နေတတ်တယ်ကျွန်တော်ကအဲ့ဒီခဏမှာစာရေးဆရာဘဝရဲ့အုံနောက်ခဲတဲ့ချင်းတခါတည်းညီးငွေချင်းများကိုပြေးပြောက်သွားတော့တယ်မမြစိန်တာဦးလေးမွေးစဉ်ကဆွဲတာတထင်းအုတ်ထုပ်တစ်လုံးချစ်အိတ်တစ်စုံသူကိုယ်တိုင်ထိုးပြီးကလေးအတွက်လာပေးလေတယ်မမြစိန်လဲအခုတော့ပျော်ရွှင်လာပုံရတယ်ကျွန်တော်စာရေးချိန်မှာသူကအရင်ကလိုတယောက်တည်းမနေရတော့တားလေးနဲ့စကားပြောဖို့ရလာတယ်ကိုဟင်းကြီးဘာစားကျင်လဲကျွန်တော်စားကျင်တဲ့ဟင်းဆက်ကိုဈေးသွားကနီးတိုင်းမေးတယ်လေတယ်ထမင်းစားစဉ်မှာလဲအနာကမခွာကျွန်တော်ကငဖဲကိုစားလေးစားကျင်နေအယိုးကိုလည်းကြောက်တယ်အယိုးမပါအောင်ငဖဲကိုချစ်ပြီးငဆုပ်လုပ်ပြီးပြန်တော့လေကျွန်တော်ကပေါ့တယ်ထင်ပြီးမစားသူခမငဖဲကိုထုရိုက်တုံးတစ်ပြီးရေကြိုချက်တဲ့နေများမှာကျွန်တော်အပားမှာထိုင်ကငါယိုထွင်ပေးရသည်မှာကလည်းပင်ပန်းလှပြီတယ်သူ့မျက်နှာပြုံကလေးကလည်းယူးယူးနဲ့ရှင်းပင်ဖြစ်တယ်မျက်နှာဝိုင်းပြီးဗစုံမှာဖောင်းအီရှိတယ်ကိုယ်လုံးကလည်းခက်အိုက်မို့ဝါတုတ်နေတော့ကြောင့်ပုတ်တယ်လို့ထင်ရပေတယ်ကျွန်တော်များထမင်းမြိန်နေဆိုရင်သူ့ခမဝမ်းသာ၍မဆုံးသေးကိုမျက်နှာဟန်ပန်းကိုအမူအရာတို့နဲ့ပြလေရှိတယ်ကိုတူးလေးကိုကြောင်းပို့ခြင်းမီထမင်းပွဲသိမ်းစားမှာသူကအိမ်အကြောင်းကိုဖြစ်သူ့သားအကြောင်းငွေကြီးအကြောင်းသူပြောချင်တဲ့အကြောင်းတစ်ခုခုကိုပြောတတ်လေတယ်ကိုတူးအတွက်ငွေကြီးလူတွေဆိုရင်လဲထမင်းစားချိန်မှာပဲပြောပြတတ်တယ်ကိုတူးကိုကျွန်တော်ကရက်ကွက်မြူနီစပယ်ကျောင်းမှာပဲထားလိုက်လေတယ်ကျွန်တော်ဝင်ငွေနဲ့အသင့်တော်ဆုံးသောဒီလိုအကြောင်းမျိုးမှာထားတဲ့အတွက်သူကလည်းဘာမှကန့်ကွက်ခြင်းဝေဖန်ခြင်းမလုပ်ဘူးစာရေးဆရာချင်းတူတော့လေဝင်ငွေတောင်းတော့ကိုပါခန့်စနီးကစိန်ပေါ်ကျောင်းတွင်သူ့သားများကို
ထားရှိရတဲ့စရိတ်နဲ့ကျောင်းဘတ်စကားကကုန်ကြပုံအခုသူ့သားများအင်္ဂလိပ်စကားကိုရေးရေးမွန်းမွန်းပြောတတ်လာပုံများကိုအလဲအပက်ရောက်လာတိုင်းလိုပြောပြတတ်တော်လေမမြစိန်ကတော့စူးစိုက်နားထောင်နေုံမှလွယ်ပြီးထွေရရမမပြောတကယ်လို့သာကိုဘခန့်စနီးပြန်ချိန်မှာမမြစိန်ကကိုဟိကိုတူးကိုလည်းစိန်ပေါ်ထားရအောင်ဆိုပြီးတောင်းဆိုလာခဲ့မယ်ဆိုရင်အနေနဲ့အများကျွန်တော်မှခေါင်းခဲရမိတာဖြစ်တယ်တခါတည်းရန်သူ့ကိုတနာသည်ကကျမနောက်ကလေးရှိပြန်ပြီဆိုပြီးပြောတဲ့အချိန်ဖြစ်တယ်သူကကလေးလေးယောက်ကိုဝင်ရှိကြောင်းပြောပြတဲ့အခါတိုင်းမျက်လုံးကလေးပေကလက်နဲ့ပြောတယ်တာဦးကိုတူးလုံးကမိတ်ဆွေဒေါက်တာဖွင့်ထားတဲ့ဆေးခန်းမှာတွားရောက်ပြသသည်ကလွယ်လို့ကြံကလေးများကိုအရက်ထဲမှာရှိတယ်တားဖွားဆရာမနဲ့ပဲသူပြီးအောင်မွေးဖွားခဲ့လေတယ်ကိုတူးနောက်ကလေးများကိုကျောင်းပို့ရလွယ်ကူတယ်ဆိုတော့လေမနက်မှာကျောင်းပို့အပြန်မှာဈေးချင်းကလေးနဲ့သူဈေးဝင်ဝယ်တယ်မိဘမှာချက်ပြုတ်ပြီးကျွန်တော်ကိုပြင်ဆင်ထားခဲ့ကထမင်းကြိုင်တစ်လုံးနဲ့သူ့သားများထံကိုတွားရသည်မှာကလည်းမမြစိန်ရဲ့နေ့စဉ်အလုပ်ဖြစ်လေတယ်ပြန်လာပြန်ရင်လေတားတို့ကသာကြွညမ်းနေတယ်မမြစိန်ကတော့သူ့လုပ်ငန်းရှိရာမိဖို့ကြောင့်တို့သာဝင်ပြန်လေတော့တယ်ကျွန်တော်ဖို့တခါတည်းရန်မဂ္ဂဇင်းဝတ္ထုရှိအတွက်ငွေ300လောက်ရလာတတ်တယ်တခါတည်းရန်လုံချင်းဝတ္ထုများအုပ်ရည်များထွက်တဲ့အခါမှာတော့ရာဂိုင်နှုန်းနဲ့ယူသောကြောင့်1000-1500လောက်ရတယ်သို့တော့တစ်နှစ်လုံးမှာကျွန်တော်ခေါင်းကလုံချင်းတစ်ပုတ်လောက်သာထွက်တယ်မရတဲ့ကာလများမှာလည်းဝင်ငွေလုံးဝမရှိပေကျိုးတို့ကျဲတဲ့ဝတ္ထုအတူများမှာ150လောက်ရတဲ့အခါလဲရပေလေတယ်ရော့မမြစိန်ကျွန်တော်ရသမျှသူ့ကိုပေးတယ်ဆိုရင်သူ့ဘာမှမပြောနဲဒီကိုလည်းမညီများသည့်အတွက်လဲတိုးထူပြီးဘာမှမပြောထမင်းဝိုင်းမှာတော့အ ਨੇ ဆုံးငခုငပိကောင်ချက်ကောင်းနေကစွန်းရွက်တို့စရာကိုတော့ကျွန်တော်စားရပေသေးတယ်စင်စစ်မတော့ကျွန်တော်ဘဝနဲ့အလွန်လိုက်ဖက်တဲ့ဇနီးတယောက်ကိုရရှိထားခြင်းပင်ဖြစ်တယ်ကျွန်တော်အပြင်ထွက်လဲပတ်ပြီးအချိန်ကြာမြင့်မှပြန်လာရင်လဲဘာကိုမှမမေးဘူးကိုဟိရင်နွေးချမ်းတောက်ချင်သေးလားကော်ဖီယုံးမလားဒါလောက်ပဲမေးပြီးကျွန်တော်အပားမှာရင်နွေးချမ်းခရားကိုပဲဖြစ်ဖြစ်ကော်ဖီတစ်ခွက်ကိုပဲဖြစ်ဖြစ်ချကားသူ့သားများရှိရာသို့တွားအိမ်နေတတ်တယ်ကျွန်တော်စပွဲကစာအုပ်စာရွက်စာရမ်းများနဲ့လဲအစင်ရှုပ်ပွေနေတတ်တယ်မမြစိန်ရှင်းသလောက်တာကိုတူးနဲ့ကိုပြူးတို့ကရှုပ်တယ်ကျွန်တော်ကသားများကိုမအော်တခါတရံသာမြကြီးဒီကစွမဆန်မောင်ရဲ့စာအုပ်ကြီးကဘယ်ပြောက်ပြန်မလဲဆိုပြီးအော်၍မေးမိတယ်ထိုခါမှာတော့သူ့ရဲ့ပြပြဖြစ်နေတဲ့နှာခေါင်းကလေးကိုရှုံကြည့်ပွားကြည့်လောက်ခါအပြစ်မဲ့တဲ့ခလေးလေးတယောက်လို့ကျွန်တော်အပားမှာရက်နေတတ်တယ်ကျမမသိဘူးကိုဟေးမိထုံကြီးတဲပြီးထုံတာကိုကွယ်ကျွန်တော်ကသူ့နဖူးကိုလက်နဲ့မနာအောင်ထုလိုက်တယ်စားလေးပဲမဖတ်ဘူးအဖုံးနီနဲ့ညကဟာဒီစပွဲပေါ်ကိုထားခဲ့တာကျမအိတ်ခမ်းနဲ့ရှာလိုက်အောင်မယ်စင်စစ်စားလေးမဖတ်ဘူးဆိုပြီးတော့မမြစိန်ကိုခရုနာဒေါသောနဲ့ပြောလိုက်ရတယ်မြမလိုငားရဲမြအောင်နဲ့မမြစိန်ကစွန်မဆန်မွန်ဆိုတာကိုဘယ်လိုလုပ်ပြီးဖတ်တတ်ပါမလဲဒါလားရင်ကိုဟင်သူရှာလာတဲ့စာအုပ်ကစွန်မဆန်မွန်ရဲ့စာအုပ်ဖြစ်ပြီလေအေးဟုတ်တယ်သူကအဖုံးနီနဲ့စာအုပ်ကိုကျွန်တော်လက်ထဲထည့်ပြီးကိုဟိဝတ္ထုတွေကိုတော့ကျမဖတ်ပါတယ်ဆိုပြီးမျက်လုံးလေးပေကလက်နဲ့ပြောတတ်ပြီတယ်ကျွန်တော်ကတနင်္ဂနွေဆိုရင်ကျွန်တော်လိုချင်တဲ့စာအုပ်တွေကိုမနှင်းအေးစီလာ၍ရှာတတ်တယ်မနှင်းအေးရဲ့စာကြည့်ခန်းမှာအနောက်ရောအရှေ့ရောစာရေးဆရာအတော်ဆုံရဲ့စာအုပ်များရှိတယ်မြန်မာပညာရှင်များရဲ့
သူတေသနစာတမ်းများလည်းရှိတယ်မြန်မာဝတ္ထုတိုရှင်များလည်းရှိပြီမနေ့ကအစိုးရကြောင်းတစ်ကြောင်းမှာကြားအုပ်ဆရာမကြီးလုံနေတော့ကြောင်းတနင်္ဂနွေနေ့မှသူနဲ့ကျွန်တော်စုံနိုင်ပြီတယ်အပြိုလူပြိုတုံးကလိုပဲတွေ့ဆုံကြတယ်ဆိုရင်စံနေရတီးတဲ့အခါလဲတီးတယ်စာဖတ်ခန်းထဲမှာစာအကြောင်းပေအကြောင်းပြောတဲ့အခါလဲပြောကြပြီတယ်မနေ့ကຫນွေဦးပေါက်မှာတော့မမြစိန်အစားပြတ်လာတယ်ကိုအလေးချိန်လဲယော့လာတယ်မနေ့ကထို့အကြောင်းကြားကြချင်းဆေးရုံတင်ဖို့ကိုအကြံဉာဏ်ပေးသေးတယ်ကုပေးတဲ့ဆေးရုံကြီးကရှိတော်လဲအိမ်မှာကလေးများနဲ့ကျွန်တော်အတွက်ကိုကွဲမရှိခြင်းငွေရေးကြေးရေးကလည်းအစင်မပြေတတ်သေးလို့အချိန်အတော်နှောင်းမှပဲမမြစိန်ဆေးရုံသို့ရောက်ရတယ်မုံနှောင်းရာသီဖြစ်တဲ့တည်င်းကျွတ်လာမှာတော့မမြစိန်ကွယ်လွန်ခဲ့လေတယ်ကျွန်တော်မိတ်ဆွေဒေါက်တာတယောက်ကတော့မမြစိန်မှာစိတ်ထိခိုက်စရာတစ်ခုရှိတယ်လို့ပြောပါလေတယ်မနေ့ကအတုပချတဲ့နေမှာဆွတ်ဆွတ်ဖြူတဲ့ပန်းခွေတစ်ခွေကိုပို့လာခဲ့တယ်ကျွန်တော်အတွက်မူကိုတူးတို့၄ယောက်နဲ့နေရေးထိုင်ရေးမှာငွေရေးကြေးရေးထပ်ပင်ခက်ခဲလာပြီတယ်ကျွန်တော်အဖို့အချစ်တက်တက်တစ်ခုတည်းသာမဟုတ်ဘဝအတွက်အလွန်အဆင်ပြေတဲ့ဇနီးကောင်းတစ်ယောက်ဆုံးရှုံးရခြင်းပင်ဖြစ်တယ်စာရေးစရာတကယ်လွမ်းတဲ့အခါမှာတော့စာရေး၍မရတော့ဘူးနှာခေါင်းปีပြားပြားနဲ့ငိမ်သက်အေးချမ်းနဲ့မိမငယ်တယောက်ကျွန်တော်အပားမှာမရှိတော့တဲ့အခါမှာတော့6တွေ့ပုံမျိုးကကျောင်းသင်ခန်းရဲ့ညက်တကောင်ရံနဲ့လည်းမတူမိုးသေးတဲ့ညရဲ့တင်းញိုင်းဆက်6တွေ့ပုံမျိုးလည်းမဟုတ်အားလုံးကလေးတွဲငြိမ်ဤနေဒီမှာထုတ်ဖော်မပြောတတ်လောက်အောင်မင်း6ချားစရာကောင်းနေပြီတဲ့ကျွန်တော်ဝတ္ထုများတယ်မှာဇက်လိုက်အမျိုးသမီးကဖြက်လက်တွက်လက်ပုံသာမကသူ့အစွမ်းတက်တိကြောင့်ချစ်သူယောက်ျားကွေကွင်းချိန်မှာသူ့လှုပ်ရှားမှုများကအသက်ဝင်လာရောင်ရောင်ရေးသားဖွင့်ရွယ်ခဲ့တယ်အခုတော့ကျွန်တော်အဖို့မှာဒီအေးဆက်ဆက်ဇနီးလေးစွန့်ခွာသွားကြတဲ့ကဘာမှလှုပ်ရှားမလာသလိုဖြစ်နေပေတော့တယ်လေတိုက်ပြီးတစ်ပင်များလှုပ်ရှားသည်ကပဲနေကွေးလေးပင်ကငှက်မြည်တဲ့များကလည်းအီတီတီလေးတွဲတွဲဖြစ်နေပြီတဲ့သားများကိုကြောင်းပို့ပြီးစာဖတ်ခန်းထဲမှာတယောက်ထဲငိုင်းကငိုးနေမိတယ်ဒီတလားလောက်တော့မမြစိန်အတော်ကစားရေးတောက်ရေးလားလုတ်ပေးပြီတဲ့နောက်လာများမှာတော့ကျွန်တော်ဘလို့စီစဉ်ရပါမလဲစိတ်ညစ်ညစ်နဲ့ပလက်ကလထိုင်မှအထမှာကလထိုင်ကခွေလေးရဲ့ပြုတ်ကျသွားတယ်ကလထိုင်နောက်ကကျွန်တော်စာအုပ်ပုံတွေကလည်းပြိုကျလာတော့တယ်တခါကကျွန်တော်မမြစိန်ကိုရှာခိုက်တဲ့စွန်မားဆက်မွန်စာအုပ်ကလေးကလည်းကျမ်းပြင်ပေါ်သို့ဆင်ကျလာတယ်ကျွန်တော်လည်းစာအုပ်ကလေးကိုအတအရာကောက်ကင်မိတယ်ထိုစာအုပ်ကလေးကိုကျွန်တော်ကိုလှမ်းပေးစဉ်ကမျက်စိလေးပေကလက်နဲ့သူ့မျက်နှာထားဟန်ကိုကျွန်တော်ပြန်မြင်အောင်လာတယ်မိထုံကျွန်တော်ပါဇက်မှထွက်အောင်ပြန်ခေါ်မိတယ်မင်းကိုမိထုံလို့ခေါ်မိတဲ့အတွက်ခွင့်လွတ်ပါမြမြရဲ့ကျွန်တော်စိတ်ထဲကနေတောင်းပန်လိုက်မိတယ်စာအုပ်ကြားထဲကနေစာရွက်ခောက်ကလေးတစ်ခုတဝက်ခန့်ထွက်နေတယ်ကျွန်တော်ဒီစာရွက်ကိုဖွင့်ဖက်လိုက်ချိန်မှာတော့စိတ်ဝေဒနာခံစားရမှုကအခုထက်တိုင်းမပြေသေးချေကိုဟိဒီစာကိုအချိန်ကာလဘလောက်ကြာမှကိုဟိဖက်ရမယ်ဆိုတာကိုမသိပါဘူးကျမရေးပြီးချင်းတော့ကိုဟိလက်ထဲကိုထည့်ခြင်းပေမဲ့စိတ်ထဲကမရဲဘူးကိုဟိကျမကိုလက်ထက်ရတာပျော်ပုံမရပါဘူးတကယ်တော့ကိုဟိလက်ထက်တင်တဲ့သူဟာမနှင်းအေးပါပဲတလောကဧည့်သည်ကလိုက်ခေါ်ခိုင်းလို့မနှင်းအေးတို့အိမ်မှာကိုဟိကိုကျမလိုက်ခေါ်တယ်ကိုဟိနဲ့မနှင်းအေးတို့စာအကြောင်းပေအကြောင်းတွေပြောနေလိုက်ကြတာအားရစရာကြီးကျမမနှောက်ယှက်ချင်တာနဲ့အိမ်ကိုတိတ်တဆိတ်ပဲပြန်လာခဲ့တယ်ဧည့်သည်ကိုလည်းနောက်နေ့မှလာဖို့ပြောလိုက်တယ်
ကျမကလေကိုဟိရေးတဲ့မြန်မာဝိထုတွေကိုတော့တခါဖက်ရတာသဘောမပေါက်ဘူးမနေ့ဖက်ရတယ်ကိုဟိကျမကိုမိထုံလို့ခေါ်တဲ့မာတယ်ကျမဟာမြန်မာစာတောင်မနေ့ဖက်နေရတာပဲမနေ့အေးနဲ့သာညာရင်လေကိုဟိဘဝပိုးตายရမှာလို့ကျမနေ့စဉ်တွေးမိတယ်အဲ့ဒီအတွေးဟာနေ့တိုင်းပဲပေါ်လာတယ်ပေါ်လာတိုင်းလဲကျမမပြောဘူးမမြစိန်ကျွန်တော်စာဖက်ပြီးကြီးစွာတဲ့တက်ပြင်းကိုချလိုက်မိတော့တယ်ရက်ဆွဲမပါဘယ်တော့ကရေးခဲ့မှန်းလဲမသိတဲ့စာကိုအခောက်ဖက်ရင်မမြစိန်ရဲ့ဝေဒနာကိုကျွန်တော်နားလည်လာတော့တယ်တကယ်တော့ကျွန်တော်ကရှင်းလင်းကပြောပြခဲ့တဲ့ဒီများကိုမမြစိန်ကိုမပြောမိခင်ကျွန်တော်ရဲ့အမှတ်မထင်အပြုတ်အမူများကြောင့်မမြစိန်သူ့စာထဲမှာပါတဲ့အတိုင်းထင်မြင်ခြင်းမှလည်းမမှားပြီစင်စစ်ကျွန်တော်လက်ထပ်တဲ့သူကတော့မမြစိန်ပဲဖြစ်တယ်မမြစိန်ကကျွန်တော်ရှာပေးသမျှနဲ့တင်းတိမ်နေသူတက်တဲ့လောက်အစွမ်းနဲ့မိဘကိုရောအိမ်မကိုရောသူ့သားများကိုရောငြိမ်းချမ်းစွာအုပ်ချုပ်တယ်ထို့ကြောင့်ကျွန်တော်ကကြောင်ကြမှုကင်းစွာနဲ့အုံနှောက်အေးချမ်းကစာကောင်းရေးနိုင်ခြင်းဖြစ်ပြီလေမမြစိန်ကအသေးနှလုံးရောခန္ဓာကိုယ်ပါပုံ၍ချစ်တတ်တဲ့မယားပင်ဖြစ်ပြီလေမနေ့အေးကတော့တော်ရှာပြီလေသို့တော့အုံနောက်ပန်းတဲ့အခါအပန်းပြေဆွေးနွေးဖလဲအုံနောက်ကိုအားတစ်လောင်းပေးတဲ့မိတ်ဆွေလိုပေါင်းတင်အပ်တဲ့မိမပင်ဖြစ်ပြီလေထိုအကြောင်းကိုစောစီးစွာတွေးခေါ်မိသောကြောင့်မင်းချစ်လာစွာတဲ့ချစ်ဦးသူမနေ့အေးကိုထားရခဲ့ပြီမမြစိန်ကိုပဲကျွန်တော်မရအဖြစ်ရွေးချယ်ခဲ့ခြင်းမဟုတ်ပါလောမနေ့အေးနဲ့လက်ထပ်ခဲ့ပါလေသူဖွင့်ဟဆိုတဲ့အတိုင်းငရုတ်သည်ကြက်သွန်အကြောင်းများကိုသူစောစီးစွာမတွေးလို့ပါသူ့တော်ရှင်ကိုအိမ်တော်ပါအဖြစ်မိဖို့ဆောင်ကိုအယမီမှာတည်ကြတယ်မနေ့မှာဘလို့ပဲပစ္စည်းပေါ်ကျွန်တော်ကယောက်ျားမှန်ရှိသူဖြစ်တယ်မနေ့ရဲ့အဆင့်အတန်းကိုကျွန်တော်ကိုပိုင်ဝင်ဝင်နဲ့သာကျွန်တော်ထမ်းရပြီမေမနေ့ကကလေးကိုဝင်ရှိလိုက်ကိုပိုင်ဆရာဝန်နဲ့စောက်ရှောက်ထိမ့်သိမ့်ပြီးတနေ့30ပေးရတဲ့ different စေးရုံခန်းမှာမွေးဖွားလို့လိမ့်မယ်မမြစိန်လိုအရက်ဝမ်းဆွဲနဲ့ပဲသူမပြီးနိုင်ပြီအဆောင်လိုတယ်ဆိုရင်နေ့ဆီယာမ20ညဆီယာမအစိတ်တောင်းဝင်ကိုလည်းကျွန်တော်ယူရပြီမယ်သားတို့ကြီးပြင်းလာရင်လေကိုတူးတို့ကိုပို့တယ်မြူနီစပယ်ကျောင်းကိုသူလက်ခံလိုက်မယ်မဟုတ်သူ့သားကိုစိန်ပေါ်တော်၎င်းဒိုင်းအိုတော်၎င်းပို့လို့တယ်ဆိုရင်ကျွန်တော်ကအလိုလျောက်အလိုက်သိစွာနဲ့တာဝန်ယူရမည်သာဖြစ်တယ်ဒါလို့ဖြစ်လို့မနေ့အပြစ်လားဆိုရင်လည်းမဟုတ်ဘူးမနေ့လေသူ့ကိုရှော့မချနိုင်လို့သာကျွန်တော်လက်ထက်မယ်ဆိုပြီးတောင်းဆိုစဉ်ကမျက်ရည်ရွဝိုင်းကလိမ္မာပါနဲ့စွာနဲ့ညှင်းဆိုခဲ့ခြင်းဖြစ်ပြီအခုလဲသူ့ဘဝကိုသူရက်တည်နိုင်အောင်သူ့ဘာသာကြိုးပမ်းနေရရှာတယ်သို့တော့ကျွန်တော်အတွက်ကတော့အုံနှောက်နွမ်းလျလာတဲ့အခါမှာတော့မနေ့ထံကိုတွားရောက်လဲပတ်ပြီးအပန်းဖြေရတယ်ထို့အပန်းဖြေခြင်းကိုမမြစိန်ကအထင်လွဲတယ်အထင်လွဲမှမှုကလည်းမမြစိန်ရဲ့အပြစ်မဟုတ်ကျွန်တော်သာစောစီးစွာကျွန်တော်ရဲ့မယားရွေးချယ်ပုံကိုမမြစိန်သဘောပေါက်အောင်သာရှင်းလင်းပြောပြခဲ့ပါ යි မမြစိန်လည်းသူ့ကိုယ်သူအထင်ကြီးလာမယ်ပိုမိုပြီးအားကိုးယုံကြည်လာပြီမယ်သူကကျွန်တော်ရဲ့တကယ်စင်စစ်အားကိုးရမိခိုးရလဲလျောင်းရမယားကောင်းကြီးဖြစ်ကြောင်းကိုသဘောပေါက်လာလိမ့်မယ်စိတ်ဝေဒနာတွေလည်းနှိပ်စက်တော့ပြီမဟုတ်ဘူးအခုလုံးအချိန်စောစီးစွာနဲ့ကျွန်တော်ကိုခွဲခွာသွားဖို့ရလဲယောဂရလာမည်မဟုတ်ဘူးကျွန်တော်ကစာတရွက်ကိုအထက်ထက်ဖတ်ရင်ငိုလို့လည်းမရစောစီးကကြလာတဲ့မျက်ရည်ပေါင်များကလည်းခန်းချောက်သွားလေတယ်ရင်ထဲမှာလည်းပို၍ပူလောင်လာတယ်
နေ၍ထိုင်၍မရတဲ့အခါမှာတော့မနှင်းအေးတို့အိမ်ဘက်ကိုထွက်လာခဲ့တော်တယ်မနှင်းအေးစီရောက်တော့သူ့ကိုမတွေ့ရဒေါ်ရှင်တယောက်ထဲသာရှိပြီတယ်မနှင်းအေးခရီးထွက်သွားတယ်ဆိုကဒေါ်ရှင်ကစားတစ်ဆောင်ကိုကျွန်တော်ကိုပေးလာတယ်မိုးရင်မမြစိန်ရှိတော့ကမိုးနေကျမရဲ့ဆက်ဆံနေထိုင်ပုံဟာတင့်တော်တယ်အပြစ်ကင်းတယ်လို့ထင်တယ်မမြစိန်မရှိတဲ့နောက်မိုးနေမနှင်းအေးတို့နှစ်ယောက်ထင်းတွေ့ကြစကားပြောကြဆွေးနွေးကြတာတွေဟာအချိန်ကြာလာရင်မကောင်းဘူးလို့ကျမထင်လို့နေပြောင်းဖို့အမိန့်ကိုလက်ခံလိုက်တယ်ဒေါ်ရှင်ကတော့ပစ္စည်းတွေနဲ့အတူနောက်မှလိုက်လာလိမ့်မယ်ချမ်းမြေရွှင်လန်းပါစေမနှင်းအေးစာဖက်ပြီးတခဏအတွင်းမှာတော့ကျွန်တော်လှုပ်ရှားလို့မရပါအများသဘောကိုချောချောကြအောင်စာရေးနိုင်တဲ့စာရေးဆရာကြီးကယခုတော့ကျွန်တော်အယူအဆကိုမိမနှစ်ယောက်စိတ်မှာလိပ်ပတ်လဲအောင်မဖြေရှင်းနိုင်ခဲ့တဲ့အတွက်အထီးကျန်ရပြီတော့မင်းမနှင်းအေးတခါကပြောခဲ့တယ်အထီးကျန်ခဲ့ရမှာကိုကျမသိကြောက်တာပဲဒါပေမဲ့အဲ့ဒီကြောက်ရတဲ့အချိန်တွေများလာတော့လေတဖြည်းဖြည်းကြောက်နဲ့နေတတ်လာခဲ့ရတယ်ဆိုတဲ့စကားကိုကျွန်တော်ပြန်သတိရလာတယ်အဲကန်ဆိုဖာပေါ်မှာပြစ်ထိုင်လိုက်ရင်အသက်မှန်အောင်ပြန်ရှူရတော့တယ်ကြောက်မက်ဖွယ်ကောင်းတဲ့တယောက်ထဲနေရတဲ့ဘဝကိုရင်ဆိုင်ရပေအောင်တော့မယ်သို့တော့ဖြတ်ခနေကျွန်တော်တစုံတစ်ခုကိုစဉ်းစားမိလိုက်တယ်မမြစိန်အသက်ရှင်စဉ်ကကျွန်တော်အုံနောက်ပန်းပြီးနွမ်းလျလာတိုင်းမနှင်းအေးစီမတော်အရက်ဆိုင်တစ်ခုခုကိုဥလှည့်ခဲ့မယ်ဆိုရင်ကျွန်တော်အုံနောက်ကိုအရက်နဲ့သာဖြတ်ဆွတ်ခဲ့မယ်ဆိုရင်မမြစိန်လဲမနှင်းအေးထန်လာတော့စိတ်ထိခိုက်ခြင်းပြင်းထန်ခြင်းမှပြင်းထန်ပေလိမ့်မယ်ကျွန်တော်အတွေ့ဘလောက်ထိမှန်ပါမလဲဖြေဆိုမဲ့မိမနှစ်ဦးကတော့ကျွန်တော်အပါမှာမရှိတော့ပါဘူးဆရာမကြီးခင်နေယူရေးသားထားတယ်မိမတို့အကြောင်းဆိုတဲ့ဝတ္ထုတိုကလေးကတော့ဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါပြီအဆုံးထိအတူလိုက်ပါပြီးခန်းစားနားဆင်ပေးခဲ့ကြတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံချင်ပါတယ်ရှင်ရွှေလန်းချမ်းမြေ့ကြပါစေရှင်